အားလုံးပဲမင်္ဂလာပါအခုချိန်မှာကျွန်တော်တို့ဆရာငယ်စုနဲ့ဒီ IS ကျောင်းတော်ကြီးမှာအတူရှိနေချင်းဖြစ်ပါတယ်လွန်ခဲ့တဲ့ချိန်မှာဆိုကျွန်တော်တို့တည်ပြီးမဲ့ဆိုဘယ်နေရာမှာရှိကြလဲဘလို့ဒီမှာသွားလဲဆိုတဲ့အရာကိုကျွန်တော်တို့ယုံကြည်ချက်အမျိုးမျိုးနဲ့တချို့တွေဆိုကောင်းကင်ချက်ချင်းရောက်တယ်ငရဲချက်ချင်းရောက်တယ်တို့ပင် purgatory ဆိုတဲ့ယုံကြည်ချက်ပေါ့ငရဲလေးမှာရှိကြတယ်တို့ပြီးရင်တချို့ကဘယ်လိုယုံကြည်လဲဆိုတော့ဥမာချက်ချင်းကောင်းကင်နိုင်ငံမရောက်ဘူးချက်ချင်းငဲမရဘူးဆိုတဲ့ယုံကြည်ချက်တွေအမျိုးမျိုးရှိတယ်ကျွန်တော်တို့အဲ့ဒါဆွေးနွေးပြီးဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့လည်းချက်ချင်းကောင်းကင်နိုင်ငံမရဘူးငဲမရဘူးဆိုတဲ့အရာကကျန်းစာအထောက်အထားတွေနဲ့အများကြီးရှိပါတယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်တို့အချွန်းချက်နေနဲ့ပြောရမလားဆရာဆိုတော့ကောင်းကင်နိုင်ငံရောက်တဲ့ပုံကိုယ်တွေတချို့ကြောင်းကျွန်တော်တို့နည်းနည်းလေးဆွေးနွေးရအောင်ဆိုတော့နံပါတ်1နဲ့ကပောက်ချက်ခန်းကြီးငါခန်းငယ်24မှာအင်းတို့ဒီဖျားသခင်နဲ့သူသွားလာ၏နောက်တစ်ဖန်သူမရှိအကြောင်းမူကဖျားသခင်တိန်းတော်မူသောကြောင့်ဒီနေရာမှာလဲကျွန်တော်ချွန်းချက်နေနဲ့အင်းတို့ဟာဆိုရင်အသက်ရှင်လျက်နဲ့ဖျားသခင်ကအချီဆောင်ရှင်းခံရပြီးတော့ကောင်းကင်နိုင်ငံရောက်တယ်ဆိုတော့ကျွန်တော်တို့တွေ့လို့ရပါတယ်ခင်ဗျဟုတ်ကဲ့နောက်တစ်ချက်အနေနဲ့ကျွန်တော်သတိထားမိတော့ပေါ့နော်ဓမ္မရာဆိုရင်သဒုဋ္ဌဆောင်ဟုတ်ကဲ့ခန်းကြီးနှစ်ငယ်17မှာဆိုလို့ရှိရင်ကျွန်တော်တွေ့ရတယ်ကျွန်တော်အနေငယ်ဖတ်ပြခြင်းနဲ့ထို့သူနှုတ်ဆက်လျက်သွားကြစဉ်တွင်မိယထာနှင့်မိမင်းတို့သည်ပေါ်လာ၍ထိုသူမြောက်တို့ကိုခွဲခွာသဖြင့်အေလိယသည်လေပွေအားဖြင့်ကောင်းကင်သို့တက်လေ၏ဒီအကြောင်းကတော့ကျွန်တော်များများသိကြမှာဟုတ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဆရာတပည့်နှစ်ယောက်ပေါ့အေလိယနဲ့အေလိရှေဆိုတော့တပည့်ဖြစ်သူအေလိရှေကတော့သူ့ရဲ့ဆရာကိုမခွာနိုင်ဘူးနောက်ဆုံးချိန်ကြီးကပ်ပြီးပါလာဒါပေမဲ့ဒီမှာဆိုလို့ကျွန်တော်တွေ့ရတဲ့အခါမှာအေလိယတည်တယ်အရှင်လက်တက်ရှိချင်းရှားနဲ့ကောင်းကင်နိုင်ငံကိုခေါ်ဆောင်ခြင်းခံရတယ်ဆိုဒီကျမ်းစာကိုတွေ့ရအောင်အဲ့ဒါဆိုရင်ကျွန်တော်တို့အင်းနောက်လဲအရှင်လက်နဲ့ကောင်းကင်ချစ်ဆောင်ခြင်းခံရတယ်အခုဆိုရင်ဆရာပြောတဲ့အရာအေလိယမောရှေလဲကျွန်တော်ကျမ်းစာအရာဆိုရင်ကောင်းကင်နိုင်ငံရောက်တယ်လို့ကျွန်တော်ယုံကြည်ရတယ်ဘာလို့ဆိုတော့ယူဒခန်းကြီး9မှာအခန်းကြီး9မဟုတ်ဘဲနဲ့အခန်းငယ်9ပေါ့နော်ဘာဆိုတော့အခန်းကြီးအတစ်ပဲရှိတယ်ဆိုတော့အခန်းငယ်9မှာကောင်းကင်တမန်မေခိလမူကမောရှေကိုအကြောင်းပြု၍မာနနဲ့ငင်းခုန်တော့ခါကဲရဲ့ဆိုတော့ပြစ်တင်ခြင်းကိုမပြုဝင်ပဲသာရဖျားဒီတင်ကိုဆုံးမတော်မူစေတည်းဟုတာ၍ပြောဆို၏တဲ့ဒါပေမဲ့ကဒီနေရာမှာကျွန်တော်စိတ်ဝင်စားစရာကောင်းတာကအဲ့ဒါကကျွန်တော်သိမရှင်းဘူးဒါပေမဲ့ဘယ်မှာရှင်းရှင်းလင်းလင်းကျွန်တော်တွေ့ရလဲဆိုတော့ရှင်လုကာခန်းကြီး9အခန်းငယ်30မှာဆိုရင်သခင်ယေရှုဂေသစမာဥယျာဉ်မှာသူကစိတ်နှလုံးပင်ပန်းတဲ့အချိန်မှာဆိုရင်ဗာလဲကောင်းကင်တမန်မဟုတ်တဲ့ကျွန်တော်ဒီမှာကျမ်းစာဖတ်မှဆိုရှင်လုကာခန်းကြီး9အခန်းငယ်30မှာဆိုရင်မောရှေနဲ့အေလိယတိဟုသောလူနှစ်ယောက်တို့သည်ဘုံအတည်နဲ့ထင်ရှား၍တဲ့ဒီညမှာလဲကောင်းကင်ကနေအေလိယနဲ့မောရှေဟာဆိုဘုံအတည်နဲ့သခင်ခတ်တော်ကိုအားပေးစကားပြောတာမောရင်စကားတော်ပြောတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အေလိယမောရှေပြီးအင်းတို့ပေါ့နော်ဆိုအခြားကျုံးမလားဆရာရှိသေးတယ်ခင်ဗျာဟုတ်ကဲ့တမန်တော်ဝတ္ထုဖတ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တွေ့ရတမန်တော်ဝတ္ထုခန်းကြီး1ငယ်9ကနေ17မှာဆိုရင်တမန်တော်တို့သည်ကြည်ရှုလျက်သွားနေကြစေဘုရားသခင်သည်အထက်သို့ဆောင်ချင်းကိုခံရတော်မူဖြစ်မိုးတိမ်သည်ကိုတော်ကိုမျက်ွယ်အောင်ခံယူလေထို့သောကြွတော်မူသည်ကိုတမန်တော်တို့သည်ကောင်းကင်သို့စစ်ကြည့်မျှော်လျက်နေကြစဉ်လူမြောက်တို့သည်ဖြူစင်သောအဝတ်ကိုဝတ်ဆင်လျက်တမန်တို့အနားမှပေါ်လာ၍အိုဂါလိလဲလူတို့အဘယ်ကြောင့်ကောင်းကင်သို့မျှော်ကြည့်လျက်နေကြသနည်းတင်တို့နှင့်ခွာ၍ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူသောထိုယေရှုသည်တင်တို့မျက်မှောက်၌ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူတဖန်ကြွလာတော်မူတတ်ဆိုတော့ဟုတ်ပါတယ်ကျွန်တော်ယုံကြည်တဲ့သခင်ယေရှုခရစ်တော်ဆိုလို့ရှိရင်လေကောင်းကင်သို့ချီဆောင်ခြင်းကိုခံရတယ်ဆိုတော့ကျွန်တော်တမန်တော်ဝတ္ထုခန်းကြီး1ငယ်9ကနေ17မှာဖတ်ကြည့်ပြီးတွေ့ရပါအာမင်ဆိုတော့ကျွန်တော်ဒီမှာစိတ်ဝင်စားစရာကောင်းတာကကျွန်တော်အခုဖတ်မဲ့ကျမ်းချက်ကဘယ်မှာတွေ့နိုင်လဲဆိုရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး29အခန်းငယ်52ကနေဖတ်မှဆိုရင်တင်းချိုင်တွန်းတို့ဒီဖွင့်လက်သဖြင့်ကျင်းဆက်လျက်ရှိသောတန်ရှင်းသူတို့၏အလောင်းများစွာကိုထကြ၍ကိုတော်ထမြောက်တော်မူသည့်နောက်ထိုသူတို့သည်တင်းချိုင်တွန်းမှထွက်၍တန်ရှင်းသောမြို့တော်သို့ဝင်ပြီးလင်းဆိုပြီးတော့ရေးထားပါတယ်ဆိုတော့ဒီမှာလည်းဘယ်သူဘယ်ဝါရီကျွန်တော်ပေါင်းနေဆိုတော့ကျန်းစာကအတိအကျမပြောဘူးအဲ့ဒါကြောင့်မို့ဆရာဒီနေ့ကျွန်တော်ဆွေးနွေးထားတဲ့ဟာပေါ့နော်ချက်ချင်းကောင်းကင်နိုင်ငံမြောက်ငရဲမြောက်တော်ညာလဲချွန်းချက်နေတဲ့ကျွန်တော်တို့ဒီနေ့ဆွေးနွေးတဲ့အရာတွေပြန်ပြီးတော့ recap လုပ်ပြီးလို့ရမှာဆရာဟုတ်ကဲ့ခင်ဗျဆိုတော့ကျွန်တော်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်တော့လူတည်လို့ရှိရင်ကောင်းကင်နိုင်ငံချက်ချင်းရောက်တယ်ငရဲရောက်တယ်ဆိုတာတော့ကျွန်တော်တို့မတွေ့ပြီပဲ
ဒီကျန်းစာထဲမှာကျွန်တော်ခုနကကျန်းချက်တွေအရာတချို့ကဆိုလို့ရှိရင်ကောင်းကင်ကိုအရှင်လက်လက်ချီဆောင်ခြင်းကိုခံရတာကိုကျွန်တော်တွေ့ရတယ်ခုနကဘောသူမောရှေရဆိုလို့ရှိရင်တော့တေပြီးနောက်ပိုင်းမှာပေါ့သူကဆိုလို့ရှိရင်ကောင်းကင်တမန်ကလာရောက်ပြီးသူ့ကိုကောင်းကင်သူခေါ်သွားဆိုတော့ကျွန်တော်တွေ့ရတယ်ခင်ယေရှုအေလိယအေနောက်ပြီးလို့ရှိရင်ခုနကတော့ခရစ်တော်ဒီချင်းမှာထားမြောက်တော်မူခြင်းမတိုင်မီမှာဆိုလို့ရှိရင်သူတန့်ရှင်းတော်သူဟုတ်ကဲ့ကျမ်းစာအရတန့်ရှင်းတော်သူတချို့ဘယ်သူလဲတော့ကျွန်တော်အတိအကျမသိဘူးတချို့ကောင်းကင်ကိုဝင်စားတဲ့သူကျွန်တော်တွေ့ရပါတယ်ကျမ်းစာကတော့ဒါမျိုးပေါ်ပြထားတယ်ပေါ့ဆရာနော်ဟုတ်ကဲ့ကျေးဇူးတင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီကျွန်တော်ပြောသွားတဲ့အရာမအပအခြားသူတွေဟာဆိုရင်တခင်ခရစ်တော်ခြေဆောင်ခြင်းကိုစောင့်ပြီးတော့ကျွန်တော်မိကြီးမှာအေးဆေးအနားယူနေတယ်ဆိုတာကိုအတိပေးနဲ့အားလုံးကိုနှုတ်ခွန်းဆက်သလိုပါတယ်ဘိုင်ဘိုင်